ဆယ်ပြောလာတဲ့စัจ java လာကြီးတဲ့မှာကျွန်တော်တို့မသိသေးတဲ့အံ့ဩစရာတွေအများကြီးရှိနေပါတယ်ဒီနေ့မှာတော့အာကာသတွေကစိတ်ဝင်စားစရာအချက်၃ချက်ကိုပြောပြပေးပါမယ်ပထမဆုံးချက်ကတော့ကဘာဂျိုဟာတနာရီလ1000မိုင်အလင်းနဲ့လဲပတ်နေတယ်ဆိုတာပါပဲကျွန်တော်တို့အဲ့ဒီလင်းနဲ့ရွေ့လျားနေတဲ့အတွက်သူ့ကိုမခံစားရတာဖြစ်ပါတယ်အကယ်၍ကဘာယုံမလဲပတ်ရင်အခုလိုအလင်းနဲ့အာကာသတွေပြန်တန်းသွားမှာပါဒုတိယအချက်ကတော့ကျဲတွေဟာသူတို့ရဲ့အယောင်ကိုပြောင်းလဲတယ်ဆိုတာပါပဲကျဲတပွင့်ရဲ့အပူချိန်မြင့်မားလေအပြာရောင်ဖြစ်လေဖြစ်ပါတယ်အပူချိန်နည်းတဲ့ကျဲတွေကတော့အနီရောင်ဖြစ်ပြီးအစုံးမှာအဖြူရောင်ကျဲတွေဖြစ်လာပါတယ်နောက်ဆုံးချက်ကတော့အာကာသထဲမှာအချင်းချင်းဖြစ်တဲ့အာကာသရေမှုတွေကအရန်အန်ရရှိတယ်ဆိုတာပါပဲအာကာသအပိုင်းချင်းတွေကျဲဖြေးတွေအခြားအာကာသရေတွေနဲ့တဖြည်းဖြည်းဆိုင်းတွေ့ဆုံနိုင်တာကြောင့်အရန်အန်ရရှိပါတယ်ဒီလိုစိတ်ဝင်စားစရာအချက်လက်တွေနဲ့နောက်ထပ်ဗီဒီယိုတွေအတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်